မင်္ဂလာပါเนาะကျဲဒီနေ့မှာgrade 9သင်္ချာ2ပေါ့เนาะသင်္ချာ2ကနေပြီးတော့သင်္ချာ2ကအခန်း1မြင်းပြိုင်များနဲ့တဒံတူချင်းဆိုတဲ့အကြောင်းသင်ခန်းစာကိုရှင်းပြမယ်ပေါ့เนาะပထမအဆုံးအနေနဲ့ဒီချက်အရင်ဆုံးမြင်းပြိုင်များအကြောင်းကိုအရင်ဆုံးရှင်းပြမယ်မြင်းပြိုင်များဆိုတာကဒီချက်တို့ grade 6 grade 9မှာသင်ခဲ့ပြီးတယ်သင်ခဲ့ပူတယ်ပေါ့เนาะအဲ့ဒါလေးကိုနည်းနည်းပြန်နှွှေးပေးမယ်เนาะမြင်းပြိုင်များဆိုတာဒီမှာတစ်ချက်ပုံဆွဲပြမယ်เนาะဒီချက်မြင်းနှစ်ချောင်းကိုမြင်းပြိုင်နှစ်ချောင်းကိုဆွဲလိုက်မယ်နော်နာမည်ပေးလိုက်မယ် A နဲ့ B နော်ဒီကလည်း C နဲ့ D ဒီ AB မြင်းတစ်ချောင်းရယ် CD မြင်းတစ်ချောင်းရယ်ဆွဲလိုက်မယ်ဟုတ်ပြီနော်အဲ့ဒီမြင်းတိုင်နှစ်ချောင်းကတဲ့ဘယ်တော့မှသူတို့နှစ်ချောင်းကဘယ်တော့မှမစုံကြဘူးပေါ့နော်မစုံကြတဲ့ဟာကိုမြင်းတိုင်လို့ခေါ်တယ်တဲ့ဥပမာတချို့တို့ကဒီ B ကနေပြီးတော့မှမြင်းကိုဆက်ဆွဲမယ်နောက်ပြီးတော့ဒီဘက်က A ကနေပြီးတော့မှလည်းဆက်ဆွဲမယ်ဟုတ်ပြီနော်ကဲနောက်တစ်ချောင်းမှာရှိရဲ့ဒီပေါ့နော်ဒီကနေပြီးတော့မှလည်းနင်းတွေကိုဆက်ဆွဲမယ်နောက်တစ်ခါ C ကနေပြီးတော့မှလည်းဆက်ဆွဲမယ်ဘလောက်ပဲဆက်ဆွဲဒီချေတို့ဒီ AB မြင်းနဲ့ CD မြင်းနဲ့ကဘယ်တော့မှစုံမှာမဟုတ်ဘူးเนาะအဲ့ဒါကိုစုံမှာမဟုတ်တဲ့မြင်းတဲ့အကြောင်းကိုဘယ်လိုခေါ်လဲမြင်းပြိုင်များလို့ခေါ်တယ်ဟုတ်ပြီเนาะတကယ်လို့များဒီမြင်းတဲ့အကြောင်းကတစ်ချောင်းကဒီလိုရှိမယ်เนาะဒီတစ်ချောင်းကဒီလိုရှိမယ်နောက်တစ်ချောင်းကဒီလိုရှိမယ်ဆိုပါစို့မြင်ရလားမြင်ရနော်ဒီတစ်ချောင်းကိုတစ်ချေက A AB ကပြပါဆိုတော့ P U R S P ကျူမြင်းတစ်ချောင်းနဲ့ဒီချက်က RS မြင်းတစ်ချောင်းကိုနှစ်ချောင်းဆွဲတယ်နော်နှစ်ချောင်းဆွဲလို့ဒီချက်ကဒီမှာကျူကနေပြီးတော့မှလည်းဆက်ဆွဲမယ်နော်ကျူကနေဒီအနောက်ကိုဒီချက်ဆက်ဆွဲလိုက်မယ်ဆိုရင်ဆက်ဆွဲလိုက်မယ်ပေါ့နော်နောက်တစ်ခါ P ကနေပြီးတော့လည်းဒီချက်မြင်းဆက်ဆွဲမယ်မြင်းနော်မြင်းကိုဆက်ဆွဲမယ်အဲဒါကျူ RS ကနေပြီးတော့မှလည်းဒီ R နေကနေပြီးတော့မှမြင်းကိုဒီချက်ဆက်ဆွဲမယ် S ကလည်းဒီအနောက်ကနေဆက်ဆွဲမယ်ဆက်ဆွဲတဲ့ခါကျရင်ဗာမြင်ရမလဲဒီကျူကနေပြီးတော့မှဆက်ဆွဲတဲ့မြင်းကတော့နောက်ကိုဆက်ဆွဲသွားတဲ့မြင်းကတော့ဒီ S မြင်းနဲ့စုံတော့မစုံနိုင်ဘူးဟုတ်တယ်နော်မစုံနိုင်ဘူးသို့တော့ဒီမှာ P ကနေဆက်ဆွဲတဲ့မြင်းနဲ့ R ကနေဆက်ဆွဲတဲ့မြင်းကဘယ်မှာလာစုံတာလဲဒီစုံမတ်တစ်ခုဆိုတဲ့ O ဆိုတဲ့စုံမတ်တစ်ခုမှာလာစုံတယ်အဲ့လိုမျိုးစုံတဲ့ဒီလိုမြင်းတွေကိုเนาะဒီလိုစုံတဲ့မြင်းတွေကိုကြတော့ဒီကျဲတို့မြင်းတိုင်လို့မတတ်မှတ်မြင်းတိုင်လို့မခေါ်ဘူးဘယ်ဟာကိုခေါ်ရလဲဆိုတော့ဒီ AB မြင်းနဲ့ CD မြင်းကိုဒါမြင်းတိုင်နှစ်ချောင်းကဘယ်တော့မှမစုံတဲ့မြင်းနှစ်ချောင်းဖြစ်တဲ့မြင်းနှစ်ချောင်းကိုပါမြင်းတိုင်လို့ခေါ်ပြီးတော့မှဒီလိုမျိုးစုံတဲ့ဟာကိုတော့မြင်းတိုင်လို့မခေါ်ပါဘူးเนาะဒါဆိုရင်မြင်းတိုင်ဆိုတာဘယ်လိုခေါ်လဲမြင်းတိုင်မဟုတ်မြင်းတိုင်ကိုဘယ်လိုခေါ်လဲဆိုတော့သိပြီနော်နည်းနည်းလေးတော့ဒီချက်ပြန်နှွှေးပြတာပေါ့နော်နောက်တစ်ခုကကြတော့မြင်းတိုင်နှစ်ချောင်းရဲ့အကွာအဝေးပေါ့နော်ဒီမှာဒီချက်မြင်းတိုင်နှစ်ချောင်းကိုဆွဲထားတယ် P2 ဆိုတဲ့မြင်းနဲ့ RS ဆိုတဲ့မြင်းကိုဆွဲထားတယ်အဲ့မှာဆွဲထားတဲ့ခါကျတော့မြင်းတိုင်နှစ်ချောင်းရဲ့အကွာအဝေးကဘယ်လိုတန်းရလဲဆိုတော့သူတို့နှစ်ခုပေါ်ကိုဓာတ်မှတ်ကြရမယ်နော်ဓာတ်မှတ်မြင်းပိုင်းပေါ့နော်ဓာတ်မှတ်ကြဆွဲတဲ့မြင်းပေါ့နော်အဲ့ဒါဟာမြင်းတိုင်နှစ်ချောင်းရဲ့အကွာအဝေးပဲဖြစ်တယ်တဲ့သူတို့နှစ်ခုကိုဘယ်နေရာကနေပဲတိုင်ဘယ်နေရာဘယ်လောက်အကွာအဝေးရဖြစ်သူတို့နှစ်ခုပေါ်ကိုဓာတ်မှတ်ကြနေရမယ်နော်ဓာတ်မှတ်ကြနေရတဲ့ဟာကိုဓာတ်မှတ်ကြနေတဲ့မြင်းပေါ့နော်ဓာတ်မှတ်ကြနေတဲ့မြင်းကိုမြင်းတိုင်နှစ်ချောင်းရဲ့အကွာအဝေးလို့ခေါ်တယ်နော်ဒါပေမဲ့ဒီလိုမျိုးစောင်းနေလို့တော့မရဒီလိုမျိုးစောင်းနေရဆိုရင်တော့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးစောင်းနေရဆိုရင်တော့ဒါဟာမှားတယ်အဲ့ဒါကိုတိုင်လို့မရမြင်းတိုင်နှစ်ချောင်းမှာသူတို့နှစ်ခုရဲ့မြင်းနှစ်ခုပေါ်ကိုဓာတ်မှတ်ကြပေါ့နော်ဓာတ်မှတ်ကြနေတဲ့မြင်းကိုကြတော့မြင်းတိုင်နှစ်ချောင်းရဲ့အကွာအဝေးလို့ခေါ်တယ်နော်ဥပမာဒီဟာကိုဒီချက်က L လို့ပေးမယ်ဒီဟာကို M လို့ပေးမယ်ဆိုပါစို့ကျဲတို့ဘာလို့သိရလဲဆိုတော့ခါကြတော့ဘယ်နေရာမှာပဲတိုင်ပေါ့နော်မြင်းတိုင်ကိုဒီနေရာမှာပဲတိုင်ဒီနေရာမှာတိုင်ဒီနေရာမှာတိုင်ထောင်းမဲ့ကြနေတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့အကွာအဝေးတွေကတူညီကြတာကိုတွေ့ရမယ်ဘယ်သူရဲ့အကွာအဝေးလဲဆိုတာဒီမြင်းတိုင်နဲ့ကျောင်းရဲ့အကွာအဝေးတွေကတူညီကြတာကိုတွေ့ရမယ်နော်ဒါကြောင့်မလို့တကယ်တော့ L က M နဲ့တူညီတယ်
ဟုတ်ပြီလားမြင်းပြိုင်နှစ်ကြောင်းရဲ့အကွာဝေးဆိုတာတောက်မက်ကြနေတဲ့မြင်းကိုမြင်းပြိုင်နှစ်ကြောင်းရဲ့အကွာဝေးလို့ခေါ်ရဲပြီးတော့မှသူတို့ရဲ့အကွာဘလောက်ပဲနေရမယ်တိုင်တောက်မက်ကြတိုင်းရမယ်အဲ့တောက်မက်ကြအကွာဝေးတွေကလည်းတူညီကြတယ်နားလည်မလားနောက်တစ်ခုကကြတော့မြင်းပြိုင်နှစ်ကြောင်းကိုတဲ့ဖြတ်မြင်းတစ်ကြောင်းကဖြတ်လျင်တဲ့နော်ဘာတွေတူမလဲပေါ့နော်အဲ့ဆိုရင်ဒီချေတို့ဒီမှာဆွဲကြည့်အောင်မြင်းပြိုင်နှစ်ကြောင်းနော်မြင်းပြိုင်နှစ်ကြောင်းကဒီချေနာမည်ပေးလိုက်မယ်ဘာမြင်းနဲ့ဘာမြင်းလဲဆိုတော့ AB မြင်းနဲ့ CD မြင်းနော် AB မြင်းနဲ့ CD မြင်းအဲ့ဒီမှာသူ့ကိုမြင်းပြိုင်တစ်ကြောင်းကိုဖြတ်မြင်းတစ်ကြောင်းကဖြတ်မယ်ဟုတ်ပြီလားမြင်းနိုင်တစ်ချောင်းကိုဖြတ်မြင်းတစ်ချောင်းကဖြတ်လင်းတဲ့ဘာတွေတူလဲပေါ့နော်အဲကြတော့ဒီချဲကဒီထောက်ကလေးတွေအကုန်ဟာလေးကိုနာမည်ပေးလိုက်မယ်ဒီထောက်ကလေးကိုဒီနားထောက်ကလေးကိုဒီချဲ A လို့ပေးလိုက်မယ်ဒီနားထောက်လေးကို B C D E F G H ဆိုပြီးတော့မှဒီချဲနာမည်ပေးလိုက်မယ်ဟုတ်ပြီလားဒါဆိုရင်သူကဘာတွေတူမလဲဆိုတော့နံပါတ်1ချက်ကတဲ့လိုက်ဖက်တောက်တွေတူညီကြတယ်တဲ့ဘာတွေတူညီကြရလဲလိုက်ဖက်တောက်နော်လိုက်ဖက်တောက်များတူညီကြတယ်လိုက်ဖက်တောက်များတူညီကြတယ်တဲ့လိုက်ဖက်တောက်ဆိုတာဘာကိုခေါ်တာလဲတဲ့လိုက်ဖက်တောက်ဆိုတာကဒီကျတို့ဒီမှာဒီတောက်ကလေးနော်ဒီတောက် A နဲ့ဒီတောက် A နဲ့ E နဲ့တူတယ်ဒါလေးကိုလိုက်ဖက်တောက်လို့ခေါ်တယ်နော်ဒီမြင်းပေါ်မှာရှိရဲ့ဒီနားကဒီတောက်ကလေးနဲ့ဒီမြင်းပေါ်မှာရှိရဲ့ဒီနားကတောက်သူအပေါ်ချင်းပေါ့ဟုတ်လားမြင်ရလားမြင်ရနော် A နဲ့ E နဲ့ဟာတူကြတယ်ကဲဒါဒီဆိုဒါဒီဘက်ချမ်းမယ်စဉ်းစားကြည့်အဲဆိုရင်တကယ်လို့ဒီဘက်ချမ်းကိုစဉ်းစားကြည့်အောင်ဒီမြင်းဖြတ်မြင်းရဲ့ဒီဘက်ချမ်းကိုစဉ်းစားမယ်ဒီဘက်ချမ်းမှာဆိုရင်ဘာလေးနဲ့တူမလဲဒီ B နဲ့နော်ဒီ B နဲ့ဒီ F နဲ့တူတယ်ဟုတ်ပြီလားအဲဆိုရင် B နဲ့ F နဲ့တူတယ်ဟုတ်ပြီလားဒါဆိုရင်ဒါတကယ်တော့ဒီမြင်းကြိုင်နှစ်ခုရဲ့အပေါ်ချမ်းတွေရဲ့ဓာတ်တွေကိုပဲကြည့်သေးတာဟုတ်တယ်နော်ဒါဆိုရင်ဒီအောက်ကအချမ်းတွေလည်းတူညီကြတယ်တဲ့ဘလို့တူညီရလဲဆိုတော့ဒီ light fat ထောက်ဆိုတာကဒီအောက်ကဒီ C လေးနဲ့ဒီအောက်က G ထောက်ကလေးနဲ့တူညီတယ်တဲ့နော် G ထောက်နဲ့တူညီတယ်တဲ့ C နဲ့ G နဲ့တူပြီးတော့ကဲဒါဆိုနောက်တစ်ခုကဒီဘက်ချမ်းမှာဆိုရင်ဗာနဲ့တူရမလဲ D နဲ့ H နဲ့တူတယ်ရမလားအဲဆိုရင်ဒီချက်ပြန်ပြောပြမယ်မြင်းပြိုင်တဲ့ချောင်းကိုဖြတ်မြင်းတစ်ချောင်းကဖြတ်လျင်ဘာထောက်တွေတူလဲဆိုတာကပထမအဆုံးတစ်ချက်အနေနဲ့ light fat ထောက်တွေတူညီကြတယ်နော် light fat ထောက်တွေတူညီကြတယ် light fat ထောက်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီမြင်းရဲ့ဒီအပေါ်ဆုံးကထောက်နဲ့ပထမမြင်းရဲ့အပေါ်ဆုံးကထောက်နဲ့ဒုတိယမြင်းရဲ့အပေါ်ဆုံးကထောက်ကတူညီတယ်နော်ထောက်တွေတူညီကြတယ်နောက်တစ်ခါပထမမြင်းရဲ့အောက်ကထောက်တွေနဲ့ဒုတိယမြင်းရဲ့အောက်ကထောက်တွေလည်းတူညီကြတယ်ဒါကိုဘာထောက်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတာတစ်ချက်တော့ light fat ထောက်လို့ခေါ်တယ်ရမလားကဲနံပါတ်2ချက်နော်နံပါတ်2ချက်ကကြတော့ဒီမှာရေးမှောင်သွားမယ်ဒီမှာရေးလိုက်မယ်နော်နံပါတ်2ချက်နံပါတ်2ချက်ကကြတော့ဝိသမတ္တထောက်များတူညီကြတယ်တဲ့ဝိသမတ္တထောက်များတူညီကြတယ်ဝိသမတ္တထောက်ဆိုတာကဘာကိုခေါ်တာလဲနော်မြင်းပြိုင်တဲ့ချောင်းကိုဖြတ်မြင်းတဲ့ချောင်းကဖြတ်လေဝိသမတ္တထောက်တွေတူညီကြတယ်ဆိုတာကဒီချက်ဒီမှာပုံပြန်ဆွဲပြမယ်နာဒိတ်ဒီမြင်းကအကျယ်တို့ AB လို့ပြောထားတယ်နော်ဒါ CD မှာထောက်တွေက A B C D E F G H နော်ဝိသမတ္တထောက်ဆိုတာကတဲ့ဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုးဒီပထမမြင်းရဲ့နော်ပထမမြင်းရဲ့ဒီထောက်နံပါတ် C ထောက်ကလေးနဲ့ဒုတိယမြင်းရဲ့ဒီဘက်ကဆန့်ကျင်ဘက်ထောက် F လေးနဲ့တူညီကြတယ်အဲ့ဒါကိုဝိသမတ္တထောက်လို့ခေါ်ကြတယ်အလွယ်လွယ်နဲ့ပြောရမယ်ဆိုရင်ဇက်ပုံစံလေးပေါ့ကွာဒီလိုမျိုးလေးပေါ့ဇက်ပုံစံလေးပေါ့ပထမမြင်းရဲ့ဒီအတွင်းထောက်နဲ့ဒုတိယမြင်းရဲ့ဒီဘက်ထောက်
တွေဟာတူညီကြတယ်အဲ့လိုမျိုးပါလေးကိုဇက်ပုံစံပေါ့ဒီလိုမျိုးလေးလာတာပေါ့မြင်ရလားဒီလိုမျိုးလေးလာတာနော်အဲ့ဆိုရင်ဘာနဲ့တူလဲဆိုတော့ C နဲ့ F နဲ့တူတယ်ဟုတ်ပြီရမလားနောက်တစ်ခါကျတော့ဒါတစ်ချက်ကဒီဘက်ချမ်းပဲရှိသေးတယ်ဒီဘက်ချမ်းပဲရှိတယ်ဒါအဲ့ဆိုရင်ဒီဘက်ချမ်းကလည်းရှိတယ်နော်ဒီဘက်ချမ်းအတွက်စဉ်းစားမယ်ဆိုရင်ဒီအတွင်းထောက်ကလေးနဲ့နော်ဒီဆိုတဲ့ထောက်ကလေးနဲ့ဘာနဲ့တွတ်တူမလဲဒီလိုမျိုးလေးဇက်ပုံစံလေးဆိုတော့ဒီ E လေးနဲ့တွတ်တူမှာပေါ့ဇက်ပုံစံလေးဒီလိုမျိုးလေးဒီလိုဇက်ညံ့နေကြအောင်လို့ဖြတ်မြင်ထားတော့ဒီထောက်ဒီလိုဇက်ပုံစံဒီနားအတွင်းထောက်နဲ့ဒီနားထောက်လေးနဲ့တွတ်တူတယ်ဟုတ်တယ်နော်အဲ့ဒါကိုဝိသမတ္တထောက်ခေါ်တယ်ဒါဆိုရင်ဒီကျတော့မြင်းတိုင်တဲ့ကြောင်းကိုဖြတ်မြင်တဲ့ကြောင်းကဖြတ်မယ်ဆိုရင်ပထမဆုံး light ဖတ်ထောက်တူတယ်နောက်တစ်ခုကဝိသမတ္တထောက်တူတယ်ကဲနောက်ဆုံးတစ်ခုကကြတော့ဘာတူလဲဆိုတော့မြင်းဖြောက်တစ်ကြောင်းမှာရှိတယ်တဲ့အတွင်းထောက်ဘယ်လိုပြောမလဲအတွင်းထောက်တစ်စုံပေါင်းခြင်းပေါ့နော်ဖြတ်မြင်တဲ့ကြောင်းကိုတစ်ဖက်ထဲမှာရှိရဲ့အတွင်းထောက်နှစ်ခုပေါင်းခြင်းလို့ခေါ်တာဖြတ်မြင်တစ်ခုမှာရှိရဲ့အတွင်းထောက်နှစ်ခုပေါင်းခြင်းဘလို့ပြောရလဲဆိုတော့နော်အတွင်းထောက်နှစ်ခုပေါင်းခြင်းကအတွင်းထောက်နှစ်ခုပေါင်းခြင်းက180ဒီဂရီဖြစ်တယ်ဘာကိုပြောရလဲဆိုတော့ဒီမှာဒီချေတို့နော်မြင်းတိုင်တဲ့ကြောင်းကိုဖြတ်မြင်တဲ့ကြောင်းကဖြတ်မယ်ဆိုရင်ဒီမှာသူ့မှာထောက်ကလေးတွေရှိမယ်ဟုတ်ပြီလားဒီမှာထောက်တွေပဲနော်ထောက်ဆိုရင်သူကဒီမြင်းတစ်ချောင်းကိုတဲ့ဖြတ်မြင်းတစ်ခုကဖြတ်မယ်ဆိုရင်သူတို့ရဲ့နှစ်ခုဘက်ကအတွင်းထောက်ကတဲ့နှစ်ခုပေါင်းခြင်းက180ရှိရဲ့တဲ့ပြောချင်တာကဒီလိုမြင်းတစ်ချောင်းကိုဖြတ်မြင်းတစ်ချောင်းကဖြတ်တယ်ဆိုရင်ဒီထောက်နဲ့ဒီထောက်နှစ်ခုပေါင်းခြင်းကမြင်းဖြောက်တစ်ချောင်းတွင်မှာရှိရဲ့တွင်းထောက်နှစ်ခုပေါင်းခြင်းက180ဒီဂရီရှိရဲ့တဲ့ဒါကြောင့်မလို့ A နဲ့ B နဲ့ပေါင်းခြင်းဟာ180ဒီဂရီဖြစ်ပြီးတော့ C နဲ့ D နဲ့ပေါင်းခြင်းဟာလည်း180ဒီဂရီဖြစ်တယ်။နောက်တစ်ခု E နဲ့ F နဲ့ပေါင်းခြင်းဟာလည်း180ဒီဂရီဖြစ်တယ်။နောက် G နဲ့ H နဲ့ပေါင်းခြင်းဟာလည်း180ဒီဂရီဖြစ်တယ်။ရမလား။အဲဆိုရင်မြင်းဖြောက်နှစ်ကြောင်းကိုဖြတ်မြင်တစ်ကြောင်းကဖြတ်မယ်ဆိုရင်လိုက်ဖက်ထောက်တွေတူညီကြတယ်။နောက်တစ်ခုကဝိသမတ္တထောက်တွေတူညီကြတယ်နောက်တစ်ခုကအတွင်းထောက်နှစ်ခုပေါင်းခြင်းဟာ180ဒီဂရီရတယ်ရှိတယ်ဒါလေးဒီသုံးချက်လေးကိုအမြဲတမ်းမှတ်ထားရမယ်ပေါ့နော်မြင်းဖြတ်နှစ်ကြောင်းကိုဖြတ်နေတဲ့ကြောင်းကဖြတ်ရင်သူ့ရဲ့ဥပဒေသားတွေကဘာတွေတူလဲဆိုရင်ဒီ3မျိုးတူတယ်ဆိုတော့3မျိုးပေါ့နော်3မျိုးရှိရဲဆိုတာကိုမှတ်ထားရမယ်ရမလား